အားလုံးမင်္ဂလာပါဒီနေ့ကဒီဗီဒီယိုကဒီကျောင်းမှာပေါ့နော်အမ PhD လုပ်နေတဲ့ကာလတစ်ချောင်းမှာ data collection လုပ်တဲ့အချိန်မှာရလာတဲ့ကိုမှရှိရဲ့ကိုရဲ့အဲ့လိုမှားခွက်တွေကိုပြန်ဆင်ရမယ့်ဟာတွေပေါ့နော်အဲ့ဒီဟာတော့ experience အနေနဲ့ share လုပ်ပေးတဲ့ video file လေးပါအဲ့ဒါဖြစ်တဲ့အတွက်ကိုနဲ့မဆိုင်လို့ထင်တယ်ဆိုလို့ရှိရင်စက်မကြည့်ပဲနဲ့ကြော်သွားလို့ရပါတယ်အခုပြပြမှာじゃအမကဒီ AID မှာ PhD လုပ်နေတာပေါ့နော်2024 August ကဝင်တာပါအဲ့ဒီအမတို့ PhD မှာကြတော့သူက84 credit ရှိရပေါ့နော်84 credit မှာ12 credit ကကြတော့course လုပ်ရတယ်အတန်းတက်ရတယ်ပေါ့နော်3.5 လာ GPA ထင်တယ်ပြန်တော့ဆေးရမယ်အဲ့ဒါကြော်မှသူကthesis လုပ်ခွင့်ရှိရတယ် PhD မှာ dissertation လုပ်ခေါ်ရပေါ့နော်သူအတူတူပါပဲအဲ့ဒါတော့နည်းနည်းတော့ credit နဲ့ what လုပ်ကြတာပေါ့နော် PhD မှာတော့သူက dissertation ဆိုတဲ့ concept နဲ့တက်ခေါ်ကြတယ်ပေါ့နော်အဲ့ dissertation ရဲ့ proposal လို့ thesis မှာခေါ်တယ်PhD မှာကျတော့ ETC လို့ခေါ်တယ်သူက advancement to candidate လာမသိဘူးသူကအဲ့ exam pass ဖြစ်မှာမတို့က PhD candidate ဖြစ်တာပေါ့နော်မဟုတ်ရှင်တော့သူ PhD student ပဲဆိုတော့PhD student နဲ့တချို့တော်တော်များများအဲ့ဒါကို proud ဖြစ်ကြပြီဘယ်လိုမျိုးထားပါတော့သူတို့ကိစ္စပေါ့နော်ဆိုတော့ PhD candidate ကအဲ့ဒီ exam pass ဖြစ်မှာပဲသူက candidate ဖြစ်တာပေါ့နော်ဆိုတော့အဲ့ဒီ exam ကဘာတွေပါလဲဆိုလို့ရှိရင်ကိုလုံးမဲ့ခေါင်းစဉ်ပါရတယ်ဒါဆိုကိုလုံးမဲ့ research ကခေါင်းစဉ်ပါရတယ်ပြီးတော့လုံးမဲ့ objective တွေပါရတယ်နောက်တစ်ခုကျတော့အဲ့ဒီ objective ကို approach လုပ်မဲ့ methodology တွေပါရတယ်အဲ့ methodology မှာဆိုလို့ရှိရင်လည်း detail ပြန်ပါရတယ်ပေါ့နော်ဥပမာ research ကဘယ်လို analysis method ကိုသုံးမှလဲကိုယ့်ရဲ့ tools တွေကဘာတွေလဲ expectation ကဘာတွေမျှော်လင့်ထားတာလဲပေါ့နော်ပြီးရင်တကယ်လို့ interview မဲ့ဆိုလို့ရှိရင် respondent တွေကဘယ်နှယောက်လိုတာလဲဘယ်သူတွေကိုမေးမှလဲအဲ့လိုမျိုးပေါ့နော်အဲ့လိုအများကြီး detail တွေအများကြီးပါတယ်ပါပြီးဆရာတွေကလည်းအဲ့ဟာတွေအကုန်လုံးသူတို့စိတ်ကျင်အောင်မိကုန်းနေမိကြတယ်ပေါ့နော်စိတ်ကျင်တာမိကုန်းနေမိပြီးတော့သူတို့တွေကဒါ acceptable ဖြစ်တယ်make sense ဖြစ်တယ်ဆိုလို့ရှိရင်တော့သူ pass ပေးလိုက်တယ်ပေါ့နော်အဲ့ဒီ pass ပေးပြီးတာ ਨੇ ကိုရ data တော့မကောက်ခင်မှာ data ကောက်ဖို့အတွက်ကိုသူ ethical review လို့ဆိုတာခေါ်တယ်အဲ့ဒီ ethical review ကဘာမှလုပ်လဲဆိုလို့ရှိရင် data ကောက်တဲ့အခါမှာလဲ respondent တွေရှိကအဲ့လို consent နဲ့ပတ်သက်တဲ့ issue တွေဖြစ်မလာအောင်လည်းလိုတယ်နောက်တစ်ခုကကြတော့ publication လုပ်မယ်ဆိုလို့ရှိရင်အဲ့ဒီ ethical review ဆိုတဲ့ code clear လိုတယ်ပေါ့နော်အဲ့ဒါလေးရှိမှာဘယ်နေ့ကတော့ ethical review approve ရထားတာအဲ့ဒါပြီးကမှ data collection ကဘယ်ရက်ကစကောက်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒါတွေအကုန်လုံးအဲ့ process တွေကလိုတယ်အဲ့ဒါ AID မှာလိုတာပေါ့နော်အမတခြားကျောင်းတွေတော့မသိဘူးအဲ့ဒါကျောင်းရဲ့ rules နဲ့ like ရှိမှာပေါ့နော်အမတို့ AID မှာတော့အဲ့ဒါကမဖြစ်မနေလိုတဲ့ဟာလေးပေါ့နော်နောက်ဆုံးအဲ့ဒါတွေပြီးရင်လိုတာက budget နောက်ဆိုတော့ AID က full scholar ရရဆိုလို့ရှိရင် PhD သမားတွေကို